မေကိုမမများတားနေတယ်အခုလို့ ဘလို့လေပြောနေတာလို့စပြောနေတာလောက်လာပြီဟောကြည့်နေတာဖေးတဲ့ငယ်တဲ့လူကြောင့်မပါဘူးဘာဖြစ်မေတဲ့ ဟိုစိတ်နဲ့ငယ်တဲ့လူတွေပဲလုပ်ပါစိတ်နဲ့ငယ်တဲ့လူတွေ ဒီမပြောရင်ကရွေးမရှိဘူး ဒီနေ့ကတော့ဒါကျွန်တော်တို့ဒါဘေးဥစ္စာမိုးစီကျွန်တော်ရောက်လာတာဖြစ်ပါတယ်ဟုတ်ဘေးဥစ္စာမိုးကတော့လောလောဆယ်မှာသူကဝတ်ထုတ်စက်တပင်မှာသူလိုအပ်တဲ့เนาะကျွန်တော်တို့တပင်ပညာလေးတွေကိုပို့ချရင်းနဲ့လိုက်ပြီးတော့ဝင်းရံပေးနေတာပေါ့เนาะဘေးအနေနဲ့ဒီအမှုပညာလောကတွေကိုဘယ်လိုစပြီးတော့ရောက်ခဲ့တာလဲနောက်ပြီးတော့ဘယ်လိုဖြတ်သန်းခဲ့ရလဲပေါ့အဲ့ဒါလေးကိုသားတို့စပြောပြပါဦး အမဥစ္စာမိုးကအရသာ ဟော တော့ဝန်ထမ်းနေအသက်22နှစ်မှာလူကျွန်တော်တင်တာပေါ့လေ ဟော တော့လောက်သားမလဲစိတ်ကူးတာမဟုတ်3နှစ်လောက်ကပြီးတော့လောကလေးမလေးတွေမကကြတော့အဲ့မှာဆိုင်တီတက်ပြီးတော့အလောက်ထွက်တော့ပမ္ပတိဘဝနဲ့ထွက်လာအငိမ့်နဲ့2နှစ်7နဲ့1နှစ်3နှစ်တီးပြီးတော့မှအသက်30ကြာမှလူကျွန်တော်ကိုယ်နာမည်ကိုပေးပြီးပြန်လိုက်တာဘာမှဆရာပေးတဲ့နာမည်မြသည်တော့ကိုယ်နာမည်ကိုပေးပြီးတော့အသက်30ကြာမှလူကျွန်တော်ကတော့စံမိုးဆိုတဲ့နာမည်နဲ့က ဟော အဲ့မှာစကားလည်းမှာပဲအသက်30မှာစကားလည်းမှာပဲသူကဆရာကောင်းနဲ့တွေ့ရတယ် ဟုတ်ကဲ့ သူဆရာဦးတဲ့ရှင်နဲ့တွေ့ရတယ် ဩ အဲ့အဖိုးကြီးနဲ့တွေ့တဲ့ကိုလည်းဟိုယူနိုင်လို့ပေါ့လေ ဟုတ်ကဲ့ အဖိုးကြီးကလည်းယူလို့တော့ပေးတာမထိုင်ကြဘူးအဲ့တော့ဆရာဦးတဲ့ရှင်တပည့်ကြီးအများကြီးလေဥစ္စာမိုးတော့ဘ누구မှဦးတဲ့ရှင်ဇက်သွယ်စပြီးပြက်လို့ဥစ္စာမိုးတော့ဘ누구မှမရလိုက်ကြလားဥစ္စာမိုးဦးတဲ့ရှင်ကိုဘွားဘယ်လိုလုပ်တာလဲဦးတဲ့ရှင်လုတ်ချက်တည်ဘူးလေ ဟုတ်တယ်အဲ့ဒါလည်းသားတွေ့ရတယ်ပေါ့အခုစိတ်မကောင်းဖြစ်တာတူရှိတယ်ဦးတက်လင်းကိုသိတယ်မလားဘယ်ဥစ္စာမိုးနဲ့တွဲမှုတယ် အတူတူလောက်လာ သူကပြောတယ်တွေ့တော့ဥစ္စာမိုးဟာတဲ့သူ့လောက်မကြီးရဘူးတဲ့ဦးတက်လင်းကပြောတယ်ဟုတ်လား တော့ကြီးရတယ်ဆင်းဆင်းကလေးတို့လာတော့ထွက်လာတယ်ဆိုမျက်နှာအရင်ခင်းတာ ဘယ်လိုမျက်နှာဘယ်လိုလုပ်တာတော့ရတော့ဟာလားဘေးဦးတက်လဲဥစ္စာမိုးဆိုတော့လည်းတစ်ခစ်တစ်ခါမှတွဲဖြစ်ခဲ့ဘူးတာ哦အဲ့တော့အဓိကကတော့ဘေးရသားတို့သိချင်တာကတော့နောင်သားတွေလည်းသိအောင်ဟိုလက်ရှိမှာလဲဟိုနေအားလုံးစိတ်ဝင်စားနေတော့ပေးတဲ့စိတ်ဝင်စားမြင့်တက်နေတဲ့ဒီစရဆင်မဲကိစ္စကိုမေးချင်တယ်ခင်ဗျာဒီစရဆင်မဲဇက်ကဘယ်လိုစပြီးတော့ဖြစ်ပေါ်လာတာလဲတော့ဒါကရောဘယ်လိုကအပိုင်လဲဘယ်လိုလဲအဲ့ဒါလေးကိုသိချင်တယ်ဘေးအဲ့ဒါလေးသားတို့မေးချင်တယ် ဆက်လို့ဇက်ကသူအမှန်တိုင်းပြောရမလေးသိတော်နဲ့သူလို့တော့ ဟော ဆက်လို့ဇမင်းဆက်ကပေါ်ရပေါ့အခုညီရတဲ့ဇာရေးဆရာကြီးရေးတာမဟုတ်ဘူးဘုလုံးကဒီဆက်လို့ဇမင်းဆက်မှာငိုချင်းနေရဆွေးဖို့တင်မုံငိုချင်းနေ ဩ ဆွေးဖို့တင်မုံ ဆိုတော့ရုပ်သေးဆွေးဖို့တင်မုံကြပြားကိုနားထောင်ပြီးတော့အဲ့တော့မလေးသိန်းတော့ဟိုငိုတာပေါ့ဒီတော့အဲ့ဒီမှာသုံးတာတဲ့ဟိုမောင်လေးတော့ကရတယ်ဒီမိုင်းဟိုမချင်းညံတာတဲ့ချင်းပါတယ်လေ ဟော ဆက်ရစမင်းမြိုင်တာအဲ့ဒါတို့ဖျာစိန်လာမြိုင်ကြီးတာ ဩ ဖျာစိန်လာမြိုင်ကြီးတဲ့ဟိုတဲ့မချင်းဒီချင်းနောက်တော့အဲ့မှာတို့မြင်မှုတာကတော့တို့ဆရာဦးတဲ့ချင်းနဲ့ဟိုဆရာဦးတဲ့ချင်းကမုံဆိုးပေါ့လေနော် ဟုတ်ကဲ့ အဲ့မှာဟိုမလိုက်တော့တဲ့နေရာအဲ့ဟိုတဲ့သူ့တော့သူ့ဘာသာ ဟုတ်ကဲ့ မလိုက်နင်းတွေကဟောတယ်ပေါ့မာသူ့ဘာသာပေါ့လေအဲ့ဒါပြားပေါ်ရပေါ့အတန်သွင်းတော့လေဒီလိုလေးနဲ့သွင်းတာပေါ့တို့အဲ့တော့ဟို
ဆက်ရသမင်းတော့တာ ဟုတ်ကဲ့ဟုတ်ကဲ့ အဲ့တော့ဆရာဦးရဲ့ကတာရတာတော့ဒီရေးကပြီးလာတာမှာဟိုမြေကိုအမျိုးသားဆိုင်ကိုပါဆက်ရသမင်းကပဲဒီ over ဒီပြတ်သက်ဒီတော့ပိုင်းငါးညာလုံးမပြောင်းမနဲ့ကပဲဟိုမောင်လည်းတော့ပြောတော့ကိုယ်ကမိုးတယ်အဖိုးကြီးစီသွားပါလေဆိုတော့အဖိုးကြီးစီသွားတော့ဆရာဦးရဲ့ဆရာအဲ့တော့အသက်80ဟုတ်ကဲ့ တီဗီဆေးတွေစားတယ်ဟာငါမကနိုင်တော့ဒီစက်ရုပ်ကပင်မလို့လေဟာငါကလို့မရတယ်ဟိုစာကြက်နိုင်တဲ့လူတယောက်ကခိုင်းပါငါကြီးကြပ်ပြီလေအဲ့ကြမှာမောင်လေးကောင်တော့စာကြက်ခိုင်းတယ်တော့ရတဲ့စာကြက်တော့ကဒါမဲ့အဖိုးကြီးလောက်ထားတဲ့လောက်ချက်ကိုကိုသိပြီးသားလေ ဟုတ်ကဲ့ စားရမရဘူးလားဟုတ်အဲ့လောက်တော့ကတော့အဲ့မှာကနေစင်းတွေကလာကြည့်ကြတာပေါ့ကွာကြည့်ကြတော့အဲ့မှာဟိုဆောင်းမတရားကြီးကမနဲ့ဇက်လဲပေါင်းတဲ့ကိုယ်သမှုလောင်းတယ်သူတို့ခင်ဗျားကိုလပိတ်အတိုင်းမလို့စောင့်နေတာလပိတ်တိုင်းခေါ်မှာလပိတ်တိုင်းသူတို့ကဆက်ရသမင်းဆက်ကိုတပြည့်စက်ရုပ်မရှိဘူးတော့မုံဆိုးတဲ့ရုပ်တွေကြည့်တာတဲ့မုံဆိုးကတော့ဦးလိုက်ကျင်စက်ရုပ်ကိုကိုယ်သမှုဝင်ကြရတော့သွားပြီဆိုပြီးသူတို့ကအထင်သိကြည့်တာပါတော်တော်ကောင်းပါလို့ကိုယ်သမှုဟာခင်ဗျားလောက်သွားတယ်တချို့လူတွေခင်ဗျားတိုင်းအောင်ဆယ်ကတော့ခင်ဗျားမှမသိတဲ့လူတွေရှင်းနေတယ်အဲ့မှာအင်းစိန်ဝါနာဦးကရုပ်ရှင်မြန်မာနေပြီးတော့တောင်းတော့စံမိုးဆိုတဲ့ခေါင်းစဉ်ကြီးနဲ့အဲ့မှာဆောင်းပါလိုက်ရေးတာ။အဲ့ဆရာသမီးကတမိုင်းပေါ့။နောက်တစ်ခါဆောကရေးတိမှာဒီမိုးဝဲရမောဂရမဒုတိယရထားတော့ဒီမိုးဝဲဘဲတဲ့တာပေါ့။လက်တော့အဲ့မှာတာဝန်ကပုံမှုကငါရဲ့ပေါ်လေးရဲ့ကိုမန်းကျော်ရဲ့ငွေမိုးရဲ့ဦးစမိုးတို့အဲ့ဟိုလေးစီသွားပါတယ်တမိုးဝင်းစီသွားပါလားတမိုးစီသွားတို့လူကျွန်တော်၄ယောက်ကဝင်ကြီးတွေပေါ့လေစာရေးဆရာနေပြီးတော့တင်ဝဲအဲ့မှာဒီကမိုးကဝင်ကြီးတွေတော့ကောင်းကြတယ်လေရောပါလေကျွန်တော်မုံဆိုးကြည့်နေတာမုံဆိုးကဘယ်လိုလဲဆိုတော့အဲ့မုံဆိုး၃ကကြည့်ပြီးတော့ဒီကမိုးကမကြိုက်ဘူးမကြိုက်တော့ဘယ်တော့မုံဆိုးကဟုတ်ကိုဆိုတော့အဲ့မှာမိမိကြီးရဒီလာမှုပြန်တော့လိုက်ပြောတာဟုတ်ကျမတို့ဆက်ရသမင်းစက်ကကိုသိန်းတော်နဲ့ဥစ္စာမှုကရကျမတို့ချစ်ဘူးတာဥစ္စာမှုခေါ်စမ်းပါဆိုတော့ဥစ္စာမှုကျွန်တော်မနေ့9နာရီပြန်လာဘုံဆိုးတစ်ခါလုပ်ပြလာကျွန်တော်သူ့စာနဲ့တော့မရနိုင်ဘူးကျွန်တော်စာနဲ့ကျွန်တော်မခမရစာနဲ့ခမရအကြိုက်လုပ်သားမှာလေအဲ့ဒါလုံးလေးလာရင်တော့အဲ့မှာဘုံတို့တစ်ခါလုပ်ကြရတော့အဲ့မှာဒီလာမှုကခဏအဲ့မို့ဆိုးလို့ပြင်တော့ဘုံနဲ့ကိုရှောက်ခိုင်းလို့အဲ့မှာဥစ္စာမှုကဆိုင်ရုပ်ကလူကြီးရတဲ့ချင်းမျိုးပါဒါအမှတ်တရတွေပဲเนาะအမှတ်တရအဲ့ဘုံဆိုးအဲ့ဒီမှာဘုံဆိုးဝင်ကဟုတ်ကဲ့ဒါအမှတ်တရပဲပေါ့เนาะမှန်တော့ဒါကတော့ဒီဘုဒ္ဓဝေပေါ့เนาะဘုဒ္ဓဝေဇတ်တော်ကြီးလည်းဖြစ်တာပေါ့50လိဘတ်တော်ပေါ့เนาะဒါလိဘတ်တော်ဇတ်တော်ကြီးဖြစ်တဲ့အတွက်ကြောင့်ဒီဥမာအဖြစ်ဘေးဥစ္စာမိုးကနေပြီးတီထွင်ထားတယ်ဆိုရင်အဲ့ဒီတိုင်လိုက်ကပဲဆိုဘေးဥစ္စာမိုးရဲ့မူဒါမူပိုင်ခွင့်ဖြစ်တယ်ကိုယ့်ကိုတီထွင်ပြီးတော့ရေးသားမယ်ဆိုတော့ဒါကိုယ့်ရဲ့မူဖြစ်မယ်ပေါ့ဟုတ်တာအဲ့လိုပေါ့ဒါဘလို့မရေးတာမဟုတ်ဘူးကိုရောစာရေးရမှာဥပုံရစာဟုတ်ကဲ့တို့ကျေဦးနဲ့ကျေဥပုံရစာကိုညံ့ပြီးတော့ဟိုလေးရေးရတယ်သူမလည်းရေးတယ်ပါရမို့လေဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဘေးနဲ့ဒီနေ့မကကျမ်းမှာချမ်းသာပါစေလို့လည်းတော့သားတို့ကတောင်းဆုတောင်းပေးပါတယ်အဲ့တော့ဒီနေ့မှာတော့ဘေးကြီးအတွက်ရောက်တကုံကနေပြီးတော့ဝင်းချင်းကိုစီချက်ဆိုင်ရနေပြီးတော့ပတ်စံတူရတာရှိပါတယ်အဲ့တော့လူရှင်တွေကိုဘေးဆုတောင်းစကားလေးပြောပြပါဦးခင်ဗျာအဲ့တော့ဟုတ်ပါ
တကြီးရောမျိုးကိုထောက်ပံ့လူရတဲ့ကုသိုလ်ရှင်တွေစားရပဲတဘောတိုးပြီးတော့ကြီးပွားချမ်းသာကြပါပြီဆုတောင်းပေးပါခင်ဗျာ